ကယ်၍လူတယောက်ဟာအရှိန်နဲ့အပြင်းထန်ပြေးနိုင်ခဲ့ရင်သူရေပေါ်မှာပေါ်နိုင်မယ်လို့တင်ထင်သလားအဖြေကိုရှာဖွေဖို့အတွက်ဂျိန်းနဲ့သူ့ရဲ့အဖွဲ့သားတွေဟာရေကန်တစ်ခုစီဥတီထွက်ခွာခဲ့ကြပါတယ်ပထမဆုံးအနေနဲ့သူတို့ဟာရေမဝင်တဲ့အပြေးဖက်နှက်တွေကိုဝတ်ဆင်ခဲ့ကြတာပါလူတွေကဒီဖက်နှက်တွေဟာရေဝင်ရောက်မှုကိုတားဆီးပေးပြီးရေရဲမြုပ်ဝင်သွားမှုကိုနှေးကွေးစေရလို့ပြောဆိုကြပါတယ်အဲ့ဒီနောက်မှာတော့သူတို့ဟာချောထွက်မသွားစေဖို့အတွက်ပြေးလန်းတစ်လျှောက်မြက်တွေကိုခင်းကျင်းခဲ့တာပါဖြောင်းတန်းစွာပြေးမိစားသူတို့ကကွေ့ကောက်နေတဲ့ပြေးလန်းကိုရွေးချယ်ခဲ့ကြပါတယ်ဘာလို့လဲဆိုတော့အဲ့ဒါကသူတို့ရဲ့အခွင့်အရေးကိုပုံမကောင်းမွန်စေမယ်လို့ယုံကြည်ကြလို့ပါပဲအရာရာဟာအဆင်သင့်ဖြစ်သွားခဲ့ပါပြီအကယ်၍ဒါအဆင်ပြေသွားခဲ့ရင်ရေပေါ်မှာပြေးလွှားခြင်းဟာအမှန်တကယ်ဖြစ်နိုင်သွားနိုင်တာပါဒါပေမဲ့ရလက်ကတော့အရန်ကိုကွဲပြားခြားနားခဲ့ပါတယ်ဂျိတ်ကအရှိန်ပြည့်နဲ့အစွမ်းကုန်ပြေးလွှားခဲ့ပြီးရေကန်ထဲစီတက်တက်မတ်မတ်ဝင်ရောက်သွားခဲ့တာပါစလိုမိုရှင်ဗီဒီယိုမှတ်တမ်းရရေမဝင်တဲ့ဖက်နှက်တွေဟာဘာမှအကူအညီမပေးနိုင်ခဲ့ဘူးဆိုတာကိုပြသနေခဲ့ပါတယ်နောက်တစ်ယောက်ကတော့အီတန်ဖြစ်ပါတယ်သူကပုံမရှည်ရတဲ့အကွာဝေးကနေပြေးထွက်လာခဲ့ရင်ရလက်ကတော့အတူတူပါပဲသူလည်းရေရဲစီပြုတ်ကျသွားခဲ့ပါတယ်အချိန်ချင်းစူးစမ်းပြီးဒီနောက်မှာတော့မှသူတို့နှစ်ယောက်လုံးရေပေါ်မှာခြေလန်းတလန်းမြတောင်မလန်းနိုင်ခဲ့ကြပါဘူးသူတို့မှာရေကန်ထဲကရေတွေကိုအများကြီးတောက်သုံးလိုက်ရတာပဲအဖက်တင်ခဲ့တာပါအဲ့ဒီနောက်မှာအီတန်ကသူတို့ရဲ့အရှိန်ကမညံသေးလို့ဖြစ်နိုင်တယ်လို့ပြောခဲ့ပါတယ်ဒါကြောင့်သူတို့ဟာမီတာ100ကို6စက္ကန့်နဲ့ပန်းဝင်ခဲ့ဘူးတဲ့ဂျေဇာအပြေးသမားမားကတ်ကိုခေါ်ယူခဲ့ကြတာပါသူ့ရဲ့အရှိန်ကကွာခြားမှုတစ်ခုခုကိုဖန်တီးပေးနိုင်မလားဒါပေမဲ့မားကတ်ရေပေါ်စီခြေလန်းလန်းလိုက်တဲ့စက္ကန့်မှာပဲသူလည်းပဲမြုပ်ဝင်သွားခဲ့တာပါသူဘလောက်ပဲအရှိန်နဲ့ပြေးခဲ့ဘာမှပြောင်းလဲမသွားခဲ့ပါဘူးအချိန်ချင်းစူးစမ်းပြီးတဲ့နောက်မှာလည်းရလက်ကအတူတူပါပဲအရှိန်နဲ့ပြေးလွှားရုံတက်နဲ့ရေပေါ်မှာပြေးလို့မရနိုင်ပါဘူးအဲ့ဒီနောက်မှာဂျိတ်ကရေပေါ်မှာပြေးလွှားနိုင်တဲ့ဘာစီလက်အိမ်မြောင်ချောင်းကိုတတိယသွားခဲ့ပါတယ်သူ့ရဲ့ရှုပ်ဝက်ချက်ကတော့ကျေပြတ်တဲ့ခြေထောက်တွေနဲ့ပေါ်ပါတဲ့ခနာကိုပဲဖြစ်ပါတယ်ဒါကြောင့်သူတို့ဟာအဲ့ဒီပုံစံအတိုင်းကူးယူဖို့ဆုံးဖြတ်ခဲ့ကြတာပါ